တောင်ကိုရီးယားရဲ့ထိပ်တန်းရာခိုင်နှုန်းကျောင်းသားတွေသာတက်ရောက်နိုင်တဲ့အထက်တန်းကျောင်းမှာဟန်ဂျီဝူးဟာအခြားသူတွေနဲ့အံဝင်ခွင့်ကြဖြစ်ဖို့စူးစမ်းနေရပါတယ်။သူဟာအရင်ကျောင်းမှာတော့ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ဒီကျောင်းမှာတော့ပါရမီရှင်တွေကြားထဲရောက်နေတာမို့အထူးသဖြင့်တက္ကသိုလ်ဝင်ခွင့်အတွက်အရေးကြီးဆုံးဖြစ်တဲ့သင်္ချာဘာသာရပ်မှာအတန်းထဲကအညံ့ဆုံးအဆင့်ကိုရောက်လူနီးပါးဖြစ်နေပါတယ်။သူ့ရဲ့အတန်းဖော်တွေကချမ်းသာကြတာကြောင့်ကျူရှင်တွေအထူးသင်တန်းတွေတက်နိုင်ကြပေမဲ့ဂျီဝူးကတော့ကျောင်းရဲ့ထောက်ပံ့ကြေးနဲ့တက်နေရတာမို့အဲ့ဒီလိုမျိုးမလုပ်နိုင်ရှာပါဘူး။သူ့ရဲ့သင်္ချာဆရာမစ္စတာကင်ဂွန်ဟိုကဂျီဝူးရဲ့အမှတ်တွေနဲ့ဆိုရင်နာမည်ကြီးတက္ကသိုလ်တွေတက်နိုင်မှာမဟုတ်ကြောင်းနဲ့တခြားကျောင်းပြောင်းမှုစဉ်းစားတင်ကြောင်းပြောခဲ့ပါတယ်။တညမှာတော့ဂျီဝူးရဲ့အဆောင်ဖော်တွေကသူတို့အတွက်စားတောက်ဖွယ်ရနဲ့အရက်သွားဝယ်ပေးဖို့ပတ်စံပေးပြီးခိုင်းခဲ့ပါတယ်။ဒါပေမဲ့အပြန်မှာတော့ဂျီဝူးတယောက်ညဆောင်လီဟက်ဆန်နဲ့တိုးပါလေရောနောက်တနေ့မနက်မှာမစ္စတာကင်ကဒီအစီအစဉ်မှာဘသူတွေပါဝင်သေးလဲဆိုတာကိုဝန်ခံခိုင်းပေမဲ့ဂျီဝူးကတော့တငယ်ချင်းတွေအပေါ်တစ္ဆာရှိစွာနဲ့နှုတ်ဆက်နေခဲ့ပါတယ်။ဒါဟာသူ့ရဲ့အတန်းဖော်ပတ်ဖို့ရန်ရဲ့အာယုံဆိုင်မှုကိုရရှိစေခဲ့တယ်လို့တစ်ဖက်မှာလည်းအဆောင်ကနေယာယီထုတ်ပယ်ခံလိုက်ရပါတယ်။အတန်းဆင်းတဲ့အခါသူ့တငယ်ချင်းတွေကကျေးဇူးတင်တဲ့အနေနဲ့ပတ်စံပေးပေမဲ့သူတို့ဟာတငယ်ချင်းတွေဖြစ်တာကြောင့်ဂျီဝူးကညှင်းပယ်ခဲ့ပါတယ်။သူတို့ဟာညဘက်မှာမုံတွေခိုးယူလာနိုင်မဲ့တခြားနည်းလမ်းတွေကိုဆက်ပြီးဆွေးနွေးနေကြပါတယ်။ဟက်ဆန်ဟာလုံခြုံရေးအဆောင်ဖြစ်စတင်လုပ်ကင်ကြတဲ့ကဒါဟာမဖြစ်နိုင်တဲ့အရာဖြစ်ခဲ့ပါတယ်။သူဟာမြောက်ကိုရီးယားကနေထွက်ပြေးလာသူဖြစ်လို့သူ့ကိုကွန်မြူနစ်အရာရှိလို့ခေါ်ကြပါတယ်။နောက်ပိုင်းမှာဟက်ဆန်ဟာသူ့ရဲ့ဆရာဝန်စီတွားရောက်ပြသခဲ့ပြီးဆရာဝန်ကညဆောင်အလုပ်လုပ်တာဟာကျန်းမာရေးအတွက်မကောင်းကြောင်းပြောကြားခဲ့ပါတယ်။အိတ်ဆေးတွေပေါ်မိခိုနေရတာဟာသူ့ရဲ့စီးပွားစည်းချက်တွေကိုပျက်စီးစေကြောင်းလည်းသတိပေးခဲ့ပါတယ်။ဟက်ဆန်ကသူဟာထွက်ပြေးလာသူတစ်ယောက်အနေနဲ့ဒီအလုပ်တစ်ခုပဲရနိုင်တာဖြစ်လို့တခြားအလုပ်တစ်ခုမရှာပေးနိုင်ရင်တော့ဆေးတွေကိုဆက်တောက်ရမှာပဲလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာဟက်ဆန်ဟာသူ့ရဲ့အထီးကျန်တဲ့တိုက်ခန်းလေးစီပြန်လာခဲ့ပြီးလိတ်ကလေးကိုအစာကျွေးတာစတော်ဘယ်ရီနို့တောက်တာနဲ့ဆူဒိုကူပဟေလီတွေဖြည့်ရှင်းရင်းအချိန်ကုန်ဆုံးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဂျီဝူးဟာအဆောင်ကနေအနှင်ထုတ်ခံလိုက်ရပါတယ်။ဘိုရန်ကသူ့ကိုရှုံးနေသူထက်ပိုသားမယ်လို့ထင်ခဲ့ပေမဲ့အခုတော့မှားသွားပြီလို့လောင်ပြောင်ခဲ့ပါတယ်။နာရီအနည်းငယ်ကြာပြီးနောက်ဂျီဝူးဟာမိခင်ဖြစ်သူအလုတ်ကပြန်မလာခင်အိမ်ကိုတန်ရှင်းရေးလုပ်ဖို့ပြန်ရောက်လာခဲ့ပါတယ်။သူ့အမေဟာမူဆိုးမတအုပ်ဖြစ်ပြီးသူ့ကိုပြုစုပြောထောင်ဖို့စူးစမ်းပန်းစားအလုပ်လုပ်ခဲ့ရသူပါ။ဒါကြောင့်ကျောင်းယူနီဖောင်းနဲ့တားဖြစ်သူကိုမြင်ရတဲ့အခါအရန်ကုန်ယူနေခဲ့ပါတယ်။သူ့မှာနေစရာမရှိတော့ဘူးဆိုတာကိုအမေကိုမပြောရတာကြောင့်ဂျီဝူးကခဏလာလဲတာဖြစ်ပြီးမိုးမချုပ်ခင်ကျောင်းပြန်ရမယ်လို့လိန်ပြောခဲ့ပါတယ်။သူပြန်တဲ့လမ်းမှာမိုးတွေရွာလာတာကြောင့်ဂျီဝူးဟာကျောင်းကစွန့်ပစ်ထားတဲ့တခွဲကန်းထဲမှာပုံအောင်မှုစူးစမ်းခဲ့ပေမဲ့ဟက်ဆန်ကတွေ့သွားခဲ့ပါတယ်။ဂျီဝူးမှာနေစရာမရှိဘူးဆိုတာကိုသိသွားတဲ့အခါဟက်ဆန်ကစိတ်မကောင်းဖြစ်ပြီးသူ့ရဲ့ရုံခန်းထဲကိုခေါ်သွားခဲ့ပါတယ်။ဂျီဝူးအိပ်ပျော်နေတော့မှဟက်ဆန်ဟာဂျီဝူးမပြီးပြတ်သေးတဲ့အရန်ခက်ခဲတဲ့တင်ချအိမ်စားတွေကိုတွေ့သွားခဲ့ပါတယ်။နေထွက်လာတာနဲ့ဟက်ဆန်ကဂျီဝူးကိုနှင်ထုတ်လိုက်ပါတယ်။ဂျီဝူးတင်ချအတန်းထဲရောက်တဲ့အခါသူ့အိမ်စားတွေကိုဟက်ဆန်ကတွက်ပေးထားတာကိုတွေ့ပြီးအံ့ဩသွားပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကအဖြေအလုံးဟာမှန်ကန်နေတာပါပဲ။ဘိုရန်ကဒါကိုသတိထားမိပြီးဆရာကိုပြဖို့ပြောပေမဲ့ဂျီဝူးကတိတ်တိတ်နေဖို့တောင်းဆိုခဲ့ပါတယ်။အတန်းပြီးတဲ့နောက်ဂျီဝူးဟာဟက်ဆန်ကိုတွားရောက်ကျေးဇူးတင်ပြီးတင်ချတင်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ဟက်ဆန်ကသူ့ကိုမောင်းထုတ်လိုက်ပြန်ပါတယ်။နောက်ပိုင်းစာကြည့်ခန်းထဲမှာဂျီဝူးဟာသူ့တငယ်ချင်းတွေရဲ့ကိုပိုင်ကျူရှင်ဆရာတွေတောင်ဒီတင်ချပုတ်စာတွေကိုမတွက်နိုင်ဘူးဆိုတာကြားလိုက်ရတဲ့အခါဟက်ဆန်ဟာဘလောက်ထူးချွန်တယ်လဲဆိုတာသိသွားပါတော့တယ်။ဂျီဝူးဟာဟက်ဆန်နောက်ကိုလိုက်ပြီးတင်ချတင်ပေးဖို့တောင်းပန်ခဲ့ပေမဲ့ဟက်ဆန်ကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူး